ကြီးပါပြီးတော့မှရေချိုးပြီးတော့ဒီနေ့ကကြက်ရိုးနဲ့ဘူးသီးနဲ့ချက်ထားတယ်ကြက်သားကြက်ပေါင်ကိုချီပြချက်ထားတယ်အဲ့လေအဲ့ဒါကိုမလေးမလောက်နိုင်ဘူးနေကြရတယ်မလောက်ပဲဘူးသူ့အမေကမလောက်ပဲ2ရက်ရှိမှတစ်ခါလောက်ခိုးတယ်3ရက်ရှိမှတစ်ခါလောက်ခိုးတယ်ဒီကလေးကိုအဲ့လောက်ကယူဆိုင်ပြီးတော့ကြာမလုပ်ဘူးဟုတ်တယ်ဟုတ်မြဲမင်းကမင်းဘေးကိုငတ်ပြီးအောင်မင်းဘေးကိုကြာIt's a bear! Back to the river. To the bridge.